iPhone ဝင်ရင် baby ချင်းကပိုကောင်းတာလားထိုင်းလောက်ပိုကောင်းတာလားတခြားလုံးတွေကပိုကောင်းတာလားအားလုံးမင်္ဂလာပါ TNM ကိုနဲ့ hang ကနေပြီးလဲကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ iPhone တွေဝယ်မယ်ဆိုရင် baby ချင်းကပိုကောင်းလဲဆိုတဲ့အကြောင်းနည်းနည်းဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဘာမှကွာခြားသွားတာမရှိပါဘူးကျွန်တော်အခုလက်ရှိကြားနေကြပုံမှာမြန်မာနိုင်ငံမှာဝင်တဲ့ X-Spine ZPA CH တွေထပ်ပြီးအများကြီးရှိရပေါ့နော်ဘာဆိုဘာမှမကွာပါဘူးအဓိကကွာသွားတာကတင်သွင်းတဲ့ region ပေါ့အမေတချို့သတ်မှတ်ချက်လေးတွေကွာတယ်ပေါ့နော်ရင်တော့ဆိုကျွန်တော် iPhone 73ကြီးကထိုင်းနိုင်ငံဆို TH ပြီးတဲ့နေလာတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်ထိုင်းမှမဟုတ်တခြား Asia region တော်တော်များတော့ ZPA နဲ့ကိုစားပြုပြီးရထုတ်တယ်အမေတခုရှိတာ iPhone 14နဲ့နောက်ပိုင်းဆိုလို့ရှိရင်တော့ LLA region တွေမှာကျွန်တော် one sim eSIM မဟုတ်တော့ဘဲနဲ့ကျွန်တော် eSIM only ဖြစ်သွားပါတယ် physical SIM ထည့်လို့မရတော့ပါဘူးတခြား CH နဲ့ ZE ဆိုရင် 2 SIM ရတယ်ဒါတွေကလွယ်ပြီးတော့ရှိသမျှနိုင်ငံတွေအကုန်လုံးတော်တော်များများကကျွန်တော် one sim eSIM ပဲလာပါတယ်ဘာဆိုတော့ကွာခြားခြင်းမရှိပါဘူးဒါပေမဲ့တီးသန့်အနေနဲ့ကွာခြားတာတခုကတော့ iPhone 15 Pro နဲ့ attach ဆိုလို့ရှိရင်တော့ဒါ CH region ဆိုလို့ရှိရင်တော့ကျွန်တော် AI သုံးလို့မရတဲ့ကိစ္စလေးတွေရှိတယ်ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးသားဆိုလို့ရှိရင်တော့ iPhone က battery ချင်းကပိုကောင်းတယ် battery ချင်းကမကောင်းဆိုတဲ့ညှိကုန်ကြကိစ္စလေးတွေနိုင်ငံကျော်သွားလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်ဒါလေးတော်တော်များမသိသေးရဖြစ်တဲ့အတွက်ကျွန်တော် like and share လေးလုပ်ပြီးချင်းမချားသူတွေတည်တော့အောင်ကူညီပေးလိုက်ကြပါအောင်နော်ကျွန်တော်ကဒီလိုမျိုး tips and review လေး knowledge sharing video လေးအမြဲလုပ်ပေးနေရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook ရဲ့ YouTube ရဲ့ TikTok တွေကို like and follow လုပ်မေးပါနဲ့ခင်ဗျာနောက်တစ်သိချင်တာရှိရဆိုလို့ရှိရင်လည်းကျွန်တော် comment တွေကမေးခဲ့ပြီးလို့ရပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာနေကြပါမယ်